Okay, ဒီနေ့တော့ you အခြေခံ base 323 ဆိုတဲ့ plugin ပါเนาะအဲ့ဒီ plugin လေးကိုကျွန်တော်နည်းနည်းလေးပြင်မယ်เนาะဆိုတော့ဘာပြည့်ဒီတစ်ချက်နဲ့မှာဆိုရင် E minor A minor အဲ့ဒါဘာပြည့်လေးပေါ့เนาะအဲ့တော့ E minor ဘာပြည့်ကိုကျွန်တော်စကြည့်မယ်ဆိုတော့ base 323 ဆိုတော့ E minor ခိုင်းထားလိုက်ပြီ63233ဆိုဆက်စချင်းဆိုတော့ E minor ကိုကျွန်တော်ဒီ9နဲ့4ကိုမတီးသွားမတီးမိဘူးเนาะမတီးမိတဲ့ခါကျလှုပ်လိုက်အဲ့ဒါ E minor ပဲ63233ဒါလေးကျွန်တော်ဒီလိုလိုက်ကျင်ကြည့်ပါ63233ဒါလေးရသွားပြီးရွာပြီဆိုလို့ရှိရင်နောက်ဘာပြေက93233 A minor ဘာပြေကြတော့9နဲ့သွားမယ်93233အဲ့တော့ဘာပြေနှစ်ခုပြီးသွားပြီဒီဘာပြေမှာကြတော့နည်းနည်းလေးပြောင်းမယ်4331အဲ့ဒါလေးပဲတန်ရှည်ဆွဲလိုက်4331တန်ရှည်ဆွဲလိုက်မယ်နော်တွဲချင်းကြည့်အောင်4331အဲ့လိုလေးနော်ပြီးသွားရင်နောက်ထူကြတာ intro ရဲ့အဆုံးသတ်မှာ63233လို့ဒီကျင်ဒီနည်းနည်းလေးပို့ပြီးတော့ခတ်ချင် intro ရဲ့အဆုံးသတ်လေးကို6433တီးမယ်6433ဆိုတော့ G ကိုကျွန်တော်ကင်ထားလိုက်တယ်64ပြီးရင်3ကျလွတ်တယ်3နှစ်กว่าဆိုတော့အဲ့မှာတော့ပြောဖို့ကျန်တာ G ကိုကျွန်တော်ဒီ Euro Natural G မကင်ဘူးပေါ့နော်ဒီ rhythm တီးတဲ့အခါမှာတော့ chord အပြောင်းလဲအရာ Natural G ကင်လဲကင်မယ်ဒီလိုမျိုး G ကိုဒီလိုပူပြီးတော့ power လို့ခေါ်တာနော်အဲ့ G power ကင်လဲကင်မယ် G Natural ကင်လဲကင်မယ်ဆိုတော့ဒါကတော့ကိုလွယ်သလိုသွားလို့ရတာပေါ့နော်ဆိုတော့စတီးကစားလူတွေဆိုရင်ကိုလွယ်တဲ့ပုံစံလေးတိုင်း short ပြီးတီးပေါ့နော်တကယ်လို့တီးတဲ့နည်းနည်းရှိတဲ့လူတွေကြတော့လဲ plugin လေးပုံမိုက်တော့အောင်ပုံစံလေးတွေနှစ်မျိုးလုံးပြောင်းတီးလို့ရပါတယ်နော်ပြီးသွားရင်ကျွန်တော်တို့ဘာဝတ်ကိုသွားမယ်ဘာဝတ်ဒီထဲမှာပါမယ်ဘာဝတ်က GD 643လဲလဲလေးပဲနော်643ပဲသွားမှာ G ကိုလည်း643ဘာဝတ်မှန်သမျှ643ဒီပုံဒီနည်းမျိုးစုံပြောင်းလို့ရတယ်เนาะဒါကကျွန်တော်အလွယ်ဆုံးမှတ်လို့လွယ်အောင်လုပ်ထားတာနောက်တော့ A minor D7 ဘာဝတ်အဲ့လိုပဲ A minor 543 D7 432 A minor 543တီးမယ် D7 ကို432တီးမယ်เนาะဒီလေးစင်ငန်းလေးတွေအရင်ကျင့်လိုက်လို့ရှိရင်ရပါလိမ့်မယ်ပြီးသွားရင်ကျွန်တော်တို့အခုတချင်းစဆိုတဲ့အပိုက်ကိုရောက်643 G နဲ့ဒီဘာဝဆိုတော့643နဲ့ဒီမယ်ဒီကိုလည်းခုနပြောခဲ့တဲ့အတိုင်း643ပဲဒီမယ်ဒီမှာ643နဲ့ဒီဖို့အတွက်ဒီကော့လက်မလေးတွေကချိန်ရမယ်နော်643နဲ့ပြီးတော့နောက်က E minor ဘာပြည့်ခုနအတိုင်းပဲ63233တီးလိုက်မယ်ပြီးတော့ A minor ဘာပြည့်ခုနအတိုင်းပဲ53233D ဘာပြည့်ကျွန်တော်ရှေ့မှာလေ့ကျင့်ခဲ့သလို433နဲ့ဆုံးပါမယ်ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တချင်းလေးဖွင့်တီးကြအောင်
ကျွန်တော်တို့ plugin တီးချင်တီးလို့ရပြီအဲ့မှာကျွန်တော် plugin ပြန်တီးချင်လဲရတယ် redden လေးနဲ့တီးချင်လဲရတာပေါ့နော်